ဆိုတဲ့အခါကျတော့ကဘာမှာကနေချိန်အထိကြောက်ဖြစ်ရခြင်းအစပေါ့ဒီလူသားမျိုးတွေရဲ့အစဟာမြန်မာပြည်တဲ့စောရအခုချိန်ဒီကဘာမှာမတွေ့သေးဘူးဒါကြောင့်တက္ကရာ2000ကျတော့ဦးသိန်းထွန်းတို့လိုယူဆပါတယ်သူတို့ပြင်သစ်မှာသွားပြီးတော့ပြင်သစ်ပညာရှင်တွေပေါင်းပြီးတော့စာတမ်းဖတ်ဖို့တွေလုပ်တဲ့ကဘာမှာလူသားရဲ့မျိုးနွယ်ရဲ့အစဟာမြန်မာပြည်ကဆိုပြီးတော့ကနေကဘာလက်ခံထားနောက်တပြီးတော့ဒီသီလင်္ကာကိုသွားလေ့လာတဲ့အခါဂျက်ဖနာပေါ့ဗျာသီလင်္ကာတောင်ပိုင်းပေါ့အိန္ဒိယနဲ့ဆက်ဆက်နေတဲ့ဂျက်ဖနာမှာဒီလူမတ်တရဲ့လူသားတွေရဲ့အုတ်ဂူတွေရှိလွန်ခဲ့တဲ့နှစ်ပေါင်း3000အထက်ကပေါ့မတ်ရဲ့လူသားတွေရဲ့အုတ်ဂူတွေရှိအဲ့ဒီဟာတွေကဟာတော်တော်ဆိုးတာပဲဆိုပြီးတော့သွားလေ့လာခဲ့တယ်တကယ်တမ်းကျတော့ရုပ်နိုင်ငံမှာ6ဦးနွယ်ခွေနောက်ဒီဘက်တို့ဒီဘက်ဆင်ဖြူရှင်တရားသွားတဲ့လမ်းထိပ်ပဲ6ဦးနွယ်ခွေမှာလွန်ခဲ့တဲ့နှစ်တသန်းကျော်ကမတ်ရဲ့လူသားရဲ့ချစ်မရိုးကိုတွေ့ရနွယ်ခွေရရဲ့ဟိုဘက်ထိပ်မှာဆိုရင်အဲ့တော့ရုပ်တို့လက်ရှိချိန်ထိမတ်တရဲ့လူသားရဲ့အစကလည်းမြန်မာပြည်ပဲနှစ်တသန်းကအဲ့တော့မြန်မာပြည်တဲ့စော်ပြီးတွေ့တာမရှိသေးဘူးဆိုတော့တော်တော်ကြီးချိန်မြန်မာပြည်ရဲ့ရှေ့ကြအဲ့ဒါနဲ့တပြေတော်တို့ကန်ဟုတ်ပြီအဲ့ဒီဟာတွေကဒဏ္ဍာရီစံတယ်သမိုင်းထောက်ထားတွေရှိတယ်မြေပြင်ထောက်ထားတွေတွေ့ရတယ်ထားလိုက်တော့အဲ့ဒါကြီးတွေလူလားမြောက်လားမသေးကြသေးဘူးနော်ဆိုတော့အဲ့ဒါလူရဲလို့ပြီးပြင်ဖြစ်လာပြီးတော့ဂူအောင်လူသားဂူနေလူသားဆိုပြီးနှစ်ဆင့်လာဂူအောင်လူသားရဲ့အုံနောက်ပါဝင်မှုကဒီလိုလေးဒီလိုမြက်ကုန်းရဲ့အထက်မှာဆိုရင်ဒီလိုကြီးတွေချွန်းသွားလိမ့်မယ်သူတို့ရဲ့အုံနောက်ပါဝင်မှုကရှေ့ပိုင်းမှာဖိုးဟော့ပေါ့အုံနောက်ရဲ့ရှေ့ပိုင်းမဖွံ့ဖြိုးသေးဘူးရှင်များတို့တပည့်တို့ကျတော့အုံနောက်ကရှေ့ပိုင်းဖွံ့ဖြိုးလာလူရဲ့ personality ပေါ့ကိုယ်ဤကိုယ်သွေးတွေအကျင့်သိက္ခာတွေကောင်းတဲ့အမှုချင်းတွေကုန်တော့အုံနောက်ရဲ့ရှေ့ပိုင်းမှာရှိမကောင်းတဲ့အမှုချင်းတွေအုံနောက်ပိုင်းမှာရှိတယ်တတန်ရလုံးဆွဲခဲ့တဲ့အဝိဇ္ဇာတဏှာအသားရှိတဲ့အညစ်အကြေးတွေစိတ်အညစ်အကြေးတွေအဲ့ဒါတွေစိတ်နဲ့ချိတ်ဆက်လို့တဲ့ကအုံနောက်ရဲ့နောက်ပိုင်းကိုဆုံးဖြတ်တယ်အဲ့တော့အုံနောက်ရဲ့ရှေ့ပိုင်းကိုဖွံ့ဖြိုးအောင်လို့လေ့ကျင့်ရဆိုတဲ့အခါကျတော့အဲ့ဒါလူသားမျိုးနဲ့ဖွံ့ဖြိုးလာတာနဲ့များအုံနောက်ရဲ့ဖွံ့ဖြိုးမှုပါဝင်မှုကပူပူပြီးတော့မြင့်တက်လာတယ်အဲ့ဒါတွေ့ရတယ်အဲဂူအောင်လူသားတဲ့ဂူနေလူသားကပိုဖွံ့ဖြိုးလာဂူနေလူသားလက်ထက်ကျတော့ဒီလိုသင်္ကေတတွေပါတို့ပြလာဒီမှာနွားပုံတို့နော်ဒီတို့ရှုပြန်ပုံတို့ငါးပုံတို့နေပုံတို့လပုံတို့လက်ပုံတို့ဘယ်ဘက်လက်ညာဘက်လက်အဲ့ဒါမှနေတွေလက်တွေထည့်ထားလက်ဝါးရတယ်တွေ့ရခဏကမ္ဘာမှာလက်ဝါးရတယ်အများဆုံးတွေ့ရတဲ့ကူကအာဂျင်တီးနားကကူကြီးပဲကမ္ဘာမှာအများဆုံးတွေ့ရနှစ်ပေါင်း2000ကျော်ကနိုင်ငံမှာလက်ဝါးရတွေပဲဒါပေမဲ့သူတို့ကလက်ဝါးရတဲ့မျိုးတွေပဲတပည့်တော်နိုင်ငံမှာတွေ့ရတဲ့ခုကတလိษံပုံတွေပါဆွဲနေနိုင်ပြီဆိုတော့အများကြီးအုံနောက်မြင့်သွားပြီလို့ပြောတာကမ္ဘာမှာအစောဆုံးတွေ့ရတဲ့ဒီမှာပြင်သစ်မှာရှိတဲ့ကူတွေရှိတယ်အာဂျင်တီးနားမှာတွေ့တဲ့ကူတွေရှိအဲ့ဒါတွေနဲ့မရှင်းရင်တော့တပည့်တော်တွေကခစ်ထဲလောက်ဖြစ်နေတယ်ဒီလိုရှမ်းပြည်ရွာငံသွားတဲ့လမ်းမှာရှိတယ်ဗျာနော်တချို့လည်းရောက်ဖို့မယ်ရောက်ဖို့ကြလားဗျာကြတယ်လေးကိုရောက်ဖို့လားရောက်ဖို့လားဗျာလက်ထောင်ရည်သမ်းပါကြတယ်လေးကိုရောက်ဖို့တယ်နော်အဲ့ဒါဆိုတဲ့အခါကျတော့အလွန်ကုန်စရာကောင်းနှစ်ပေါင်း13000ကျော်อ่ะဆိုတော့ပြည်သစ်မှာရှိတဲ့ဂူတွေထဲမှာဆွဲထားတဲ့အယုတ်တွေလိုပဲဒီမှာလည်းတော်တော်ကြီးဖွံ့ဖြိုးလာတွေ့ဒါလူတွေအဲ့ဒီဘက်နေစဉ်းစားကြည့်တယ်ဒီဘက်ကိုသွားကြည့်တဲ့အခါဟန်လင်းမှာဆိုလွန်ခဲ့တဲ့နှစ်ပေါင်း12000အထက်က Neolithic ကြောက်ခေတ်နောက် Bronze ကြေးခေတ်မြေခေတ်ပြီးတော့ Iron ခေတ်ပြူခေတ်ခေတ်လေးခေတ်ရဲ့တင်ញိုင်ကုန်တွေ့ရတယ်လွန်ခဲ့တဲ့နှစ်ပေါင်း12000အထက်ကအဲ့ဒါအယိုးစုတွေကိုအလွှာလိုက်တွေ့ရဆွေစဉ်မျိုးဆက်တင်ញိုင်ကုန်ဆိုဒီတော့ပြောနေတာရည်ရွယ်ချက်ရှိတယ်မြန်မာပြည်ကနှစ်ပေါင်း1000နဲ့ချီပြီးလူတွေနေခဲ့တဲ့သူတွေဟာတင်ញိုင်ကုန်တွေအယိုးစုတွေပါတွေ့ရဒီမှာအုတ်ကူဒီမှာလည်းသူတို့ရဲ့နေထိုင်သွားတဲ့နိုင်ငံဆေးကြီးတွေတွေ့ရကမ္ဘာမှာရှားရှားပါရှစ်တောင်အာရှမှာမြန်မာပြည်တဲ့ရည်ချင်းမှုဂုဏ်သိက္ခာကြီးတဲ့နိုင်ငံမရှိဘူးတပည့်တော်နိုင်ငံကမငြိမ်းချမ်းလို့လားတကယ်တမ်းငြိမ်းချမ်းရင်တပည့်တော်နိုင်ငံမှာခီးသွားနဲ့လှုပ်ထားလို့ရတာကိုအများကြီးခဲတော့တပည့်တော်နိုင်ငံခြားသွားလေပတ်စံနေအများကြီးကုန်တာဒီလိုတပည့်စင်ကာပူသွားလေလာတယ်စင်ကာပူသွားလေတဲ့ကဒီဘာမှရေရမရှိဘူးဗီယက်နမ်အဲ့ဒီထက်ကိုသွားတဲ့အခါကျတော့ဒီထုံးကြောက်ကူကြီးကိုပင်လယ်ထဲမှာဖြတ်သွားတယ်Halong Beach အဲ့တော့ကမ္ဘာမှာတကယ်ကိုအခမ်းအနားဆုံးနေရာကြီး incredible ဖြစ်တဲ့နေရာ9ခုထဲမှာတစ်ခုပါဝင်ပေါ့အဲ့ဒါကိုတို့သွားတယ်သွားတဲ့ကအဲ့ထုံးကြောက်ကူကြီးတဲ့ကိုဝင်ပြီးလေ့လာအတွင်းတော့ဘာမှမရှိဘူးဒီလိုနိုင်ငံကြဒီလိုခမ်းနားတဲ့ဟာရှိသမိုင်းတန်ဖိုးတင်ဒါတွေကတန်ကြေးဖြတ်လို့မရအဲ့တော့ဒီပြတို့စာပေဆိုတဲ့ဟာကိုလာခဲ့ဖို့ကဒီပြတို့နိုင်ငံဘယ်လောက်ခြီခဲ့ပြီလဲလို့ပြောတာခဏရှေ့တောင်အာရှနိုင်ငံတွေကိုကြည့်မလေးရှားအခက်အမရှိဘူးစင်ကာပူအခက်အမရှိဘူးအင်ဒိုနီးရှားအခက်အမရှိဘူးထိုင်းတို့မြန်မာတို့ရှိတယ်ကာကြီးတို့ခါခွေးတို့ဆိုတော့တပည့်တို့ကရေးလိုက်တယ်တေခေတ်တရားခေတ်နဲ့ရေးတာရှော့တော့မတွက်နဲ့မြန်မာတွေကနော်
အဲ့ဒါတို့ရာသာကုမာရကြောက်သားဆိုတာအားလုံးကြားဘူးလားဗျာစာဗန်မျိုးနဲ့ရေးထားတော့ပြောကြည့်ပါအောင်ဗျာမြန်မာမောပြူပါဠိပြူမောမြန်မာပါဠိဒီမျိုးနဲ့ရေးမထားဘူးလားအဲ့ဒါကပြူသားဆိုတာကစီယိုပလက်တန်ပြောခဲ့တာမြန်မာအချင်းချင်းပြောမြန်မာပညာရှင်တွေပြောတာမဟုတ်ဘူးပြင်သစ်ကပညာရှင်ကပြောတာသူက MI6 အင်္ဂလိပ်လက်ဝေကန်သမိုင်းထက်ဂျေစလူဆိုတာအမေရိကန်လက်ဝေကန် CIA ဘက်ကသမိုင်းဆရာမြန်မာပြည်ကိုကိုလိုနီနဲ့ချက်တက်ကအမျိုးသားရေးသိတဲ့တွေပါနှိမ်လို့ရအောင်ဖိလို့ရအောင်သမိုင်းကိုဖျက်ထားခဲ့သူတို့ရေးတဲ့အရေးတွေပြူမမြန်မာပါဠိဆိုတာပြူသားမဟုတ်ဘူးရှေးဟောင်းမြန်မာသားရှေးဦးမြန်မာသားလို့ခေါ်တယ်ပြူဆိုတာမြန်မာပြည်မှာပြူဆိုတာမြန်မာပဲပြူနဲ့မြန်မာတွေဘာကြောင့်ခွဲလိုက်တာလဲမြန်မာတွေကအနော်ရထားခေတ်လောက်ရောက်မှာဟိုကြောက်ဆက်လွင်ပြင်းမှာဟိုမြန်မာရှေ့တောင်အရှေ့မြောက်ပိုင်းကနေမြင်းနေစီးလာပြီးတော့လူရိုင်းနေလူမျိုးတုံးတက်ပြီးတော့မြန်မာရဲ့လို့ဘရင်တွေနန်းဆိုင်တယ်ဆိုပြီးတော့အနော်ရထားလက်ထက်လောက်မှာမြန်မာဆတာတက်ဖြတ်ခဲ့တာတကောင်အဘိယသာဆိုတာတက်မြန်မာတွေကဖျားနဲ့အမျိုးတော်ချင်းလို့ရေးထားတာပါလို့ဒီလိုပြောတဲ့ဂျေစုကဘလောက်ရိုင်းလဲဆိုဟုတ်လားအဲ့လိုမျိုးတပည့်တော်တို့ကခံခဲ့ရတာနော်ပြောဘုန်းကြီးတွေကဘာသာရေးနဲ့လည်းမသိတမိုင်းဆိုတာလည်းမသိဆိုတဲ့အခါကျတော့တပည့်တော်တို့ကလူတွေဘလို့ဥဆောင်ဟုတ်လားဗျာနော်အဲ့ဒါတွေကတပည့်တော်အထောက်ထားတွေရှိပါတယ်ခုနကဒီတော့ဗီဒီယို edit လုပ်တော့အဲ့ဒါတွေကုန်ကောက်ထည့်ဒီအထောက်ထားတွေငါပြောတဲ့ဟာတွေဘိုးခိုင်းမအောင်ကြည့်တဲ့သူတွေဒီအထောက်ထားတွေကိုတွေ့ရအောင်အင်္ဂလိပ်လိုရေးထားတဲ့ဟာတွေရောမြန်မာလိုရေးထားတဲ့ဟာတွေရောကောက်ထည့်လိုက်တပည့်တော်တို့အဲ့လိုခိုင်မာခဲ့တဲ့ဟာဟန်လဲမှာလည်းဟန်လဲမှာတင်ချိုင်းကုန်းမှာရေးထားတဲ့ကြောက်စာတွေရှိတယ်ဆိုတော့ပြင်းတဲ့အခရာကိုသုံးနေပြီအခရာကိုသုံးနေပြီတပည့်တော်တို့ယဉ်ကျေးမှုဘလောက်မြင့်လဲဆိုတာပြောချင်တာကမ္ဘာမှာခဏနိုင်ငံပေါင်း198နိုင်ငံရှိတယ်တဝက်ပြည့်အောင်အခရာမရှိဘူးအကုန်လုံးကမှီးညမ်းပြီးရေးကြရတာတပည့်တော်တို့မြန်မာအခရာ2000ကျော်3000ဝန်းကျင်ရှိပြီကိုယ့်အကိုသုံးလာတာကိုယ့်အခရာနဲ့ကိုအကိုအထိကိုနဲ့ကိုခြေကန်းလောက်တယ်နေမဟုတ်ဘူးအခရာအသာကိုယ့်အခရာနဲ့ကိုစကားအသံနဲ့ကိုဗျာအလွန်ယဉ်ကျေးမှုစင်တန်းမြင့်တဲ့နိုင်ငံကြီးတပည့်တော်တို့လက်ထက်ကြမှာအဖက်ဘက်ကအောက်ကြနောက်ကြဖြစ်ကဲအဲ့ဒါဆိုဒီတော့မြန်မာသားဘယ်ချိန်လောက်ကတည်ထွင်ခဲ့တယ်လဲနည်းနည်းလေးပြောကြည့်ပါအောင်ဗျာအခုရှင်များတို့သိကြတယ်မြန်မာသားဘယ်ချိန်မှာတည်ထွင်တယ်လို့ယူဆလဲကြားဘူးလားဗျာမကြားဘူးဆိုဒီတော့ဘုဟုတပြောတော့ပါမြန်မာသားဟာသရုတ်ထပကံလောက်မှာထွန်းကားလာတယ်သူတို့အင်အားမကြည့်သေးဘူးရှေးဖေပေါင်းတင်ပြောတဲ့မြန်မာစာပေသမိုင်းဆိုတဲ့စာအုပ်ရှိကြမ်းညွှန်းတာတော့ဗျာနော်မြန်မာစာပေသမိုင်းရှေးဖေပေါင်းတင်ခရစ်ယာန်ကြီးနော်ခရစ်ယာန်ကြီးဒါပေမဲ့အထသာလိနီနဲ့ဝိသုဒ္ဓိမတ်ကိုအင်္ဂလိပ်လိုဘာသာပြန်ပြီးတော့ကဘာကိုဗုဒ္ဓဘာသာဖြန့်တာအဲ့ဒီဆရာကြီးဒီမာဂနဆရာတော်ဘုရားရဲ့လေးသားတယ်ဒီဆရာကြီးဖေမောက်တယ်သူကတော့ခရစ်ယာန်ပဲကျေးဇူးများတယ်နော်တော်အဲ့မြန်မာသားပေသမိုင်းမှာတော့သူကမြန်မာသားပေဟာရာသာကုမာရကြောက်စာကိုကြည့်မယ်ဆိုရင်မြန်မာသားပေဟာဖွံ့ဖြိုးခဲ့တာမကြသေးဘူးလို့ယူဆဆရာကြီးဖေမောက်တင်တို့ရဲ့တပည့်ဆရာမင်းသူဝင်တို့ကြတော့ဆရာတော်ကြီးတို့အုပ်စုကြတော့မြန်မာသားပေဟာသရုပ်ရပကံအစောပိုင်းလောက်ကဖွံ့ဖြိုးခဲ့တယ်လို့ယူဆသူတို့ကဘာကိုကြည့်ပြောတာဆိုတော့ရာသာကုမာရကြောက်စာကိုကြည့်ရင်အဲ့မှာရေးတဲ့ကြောက်စာအရေးသားတွေကဝါကြတိဆောက်ဖို့နဲ့တော်တော်ကောင်းနေ